ရှာပေါ်မှာဆွဲကြံနေစေတဲ့ကြက်သွန်အဆက်သုံးအခုလိုကြက်သွန်တွေဈေးကျသွားတဲ့အချိန်လေးမှာအသားဟင်းတွေထက်ပိုစားကောင်းပြီးထမင်းမင်စေတဲ့ကြက်သွန်တွေတုပ်လေးကိုလှုပ်ရှားကြည့်ကြည့်ပါကြက်သွန်တွေကကတွင်းပြတ်နေတဲ့သူတွေအတွက်အမြတ်ဆုံးကတွင်းပြန်ကောင်းလာစေတဲ့အာနိသင်ရှိတဲ့အပြင်ချင်းချင်းဆက်ဆက်အတုပ်လေးမို့အိမ်သားတွေလည်းအရန်ကြိုက်နေတတ်ကြမှာပါအရင်ဦးဆုံးကြက်သွန်တွေကိုအမြင့်လေးတွေဖြစ်သွားအောင်အခုလိုမျိုးလေးလှိပြတ်ပေးထားပါလှိတဲ့အခါမှာလေမျက်စိမဆက်စေဖို့အတွက်ကြက်သွန်တွေရဲ့အမြင့်အတိုင်းလှိပေးဖို့မမေ့ပါနဲ့အောင်နော်ပြီးရင်ပကံတစ်ခုတည်းထည့်ပြီးစားကိုပုံမှန်ထက်အနည်းငယ်ပိုထည့်ပေးပြီးတော့9မိနစ်ခန့်နှက်ထားပေးရပါမယ်ဒါမှကြက်သွန်ရဲ့အနံပြင်းတာနဲ့အဆက်တက်တွေအားလုံးကလျှော့နေသွားမှာပါ9မိနစ်ပြည့်ရင်တော့ရေအေးနဲ့တေချာပြန်ဆေးကြောပြီးရစ်စစ်ပေးထားပါအရသာအတွက်ရစ်စစ်ထားတဲ့ကြက်သွန်ဒီထဲကိုကြက်သွန်ဖြူငရုတ်သီးစိမ်းမှုန်နေရွက်နန်းနန်းပင်နဲ့မြေပဲစားလော်တို့ကိုထည့်ပေးပါပြီးရင်စားကြက်သားမုတ်ပဲငယ်မြားရဲ့အကြီးရှာလကာရည်နဲ့နှမ်းစီမွေးအနှဲငယ်တို့ကိုထည့်ပြီးတမအောင်နေပေးလိုက်မယ်ဆိုရင်အရသာချင်းငန်းဆက်လေးနဲ့ထမင်းမေစေမဲ့ကြက်သွန်ဒီတုပ်လေးကိုရရှိပြီပဲဖြစ်ပါတယ်အသားဟင်းတွေထက်ပိုစားကောင်းပြီးတော့ကြွကြွရွရွလေးနဲ့ချင်ဆက်မွေအရသာရှိတာကြောင့်ထမင်းဖြူလေးနဲ့တွဲစားရင်တော့3-4ပကံလောက်စားကောင်းစေတာမို့လူချင်းမင်းတို့လည်းကြိုက်နေတတ်တယ်ဆိုရင်အိမ်မှာအခုလိုလေးတုပ်စားကြည့်ကြပါနော်